ဒီကြာကန်ကိုတွားရောက်လဲပတ်ချင်ကြပြီလားဒါဘယ်မှာရှိလဲဆိုတော့ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းပေါ့နော်ရက်ဆောက်သွားတဲ့လမ်းဘေးမှာပေါ့နော်တောင်ကြီးကနေရွှေညောင်မီးပွိုင်းနေကျွန်တော်ညာဘက်ချိုးသွားပြီဆိုတော့အဲ့မှာဒီရက်ဆောက်သွားတဲ့လမ်းပေါ့အဲ့လမ်းဘေးမှာလူရိုးတောင်ရွာလို့ခေါ်တယ်အဲ့လူရိုးတောင်ရွာကနောင်ပူကြာကန်နော်ကြာကန်နာမည်ကတော့နောင်ပူကြာကန်လို့ခေါ်တယ်အဲ့ရသွားပြီးတော့ဒီခုဆိုရင်တော့ photo shoot ပေါ့နော်ရိုက်ကြတယ်ဒီ portrait တွေသွားရိုက်ကြတယ် photo shoot တွေပေါ့နော်အမှုရိုက်ကြတယ် TikTok တွေရိုက်ကြတယ်ပေါ့သွားရောက်လဲပက်ကြတာပေါ့အဲ့ဒီမှာဆိုတချို့လဲဒီလှေလေးတွေငားပြီးတော့သွားတယ်စက်လေကတော့မသွားဘဲနဲ့ဒီလှေလေးနဲ့သွားတာပုံမိုက်တယ်တက်မွန်ရိုက်လို့လည်းကောင်းတယ်အဲကြာခင်းလေးတွေကြီးဝင်သွားပြီးတော့ပေါ့နော်ဒီအလှတက်ပုံတွေရိုက်မယ် TikTok လေးရိုက်ကြအောင်ပေါ့နော်ဒီသွားရောက်လဲပတ်လို့ကောင်းပါတယ်ဒီခေတ်အရာဆိုတော့လှလှပပလေး TikTok လေးရိုက်ချင်တယ် photo shoot လေးရိုက်ချင်တယ်ဆိုရင်ဒီနေရာကသွားရောက်လဲပတ်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်တချို့ဆိုအဲ့မှာပေါ့နော်ဒီလှေလေးနဲ့ဒီကြာခင်းတဲ့အထိဝင်သွားတာပေါ့ကြာခင်းတဲ့အထိဝင်သွားပြီးတော့လှတဲ့နေရာလေးမှာရက်လိုက်ဒီတပ်ပုံလေးရိုက်လိုက်ဗီဒီယိုလေးရိုက်လိုက်ပေါ့နော်ဒီကပြောချင်တာကဒီလေပတ်စံနေရာလေးတစ်ခုရှိပါတယ်လို့ပြောချင်ပါတယ်ဘဝရဲ့လှပတဲ့အမှတ်တရနေ့ရက်တွေကိုလှလှပပဖန်တီးခြင်းနဲ့ဆိုရင်ဒီလိုမျိုးလှပတဲ့နေရာလေးကိုသွားပြီးတော့မှတ်တမ်းတင်တပ်ပုံလေးတွေရိုက်နော် TikTok လေးရိုက်လို့ရပါတယ်လို့ပြောချင်ပါတယ်ကဲရှမ်းပြည်နယ်တောင်ပိုင်းမှာဒီလိုလှပတဲ့နေရာလေးရှိပါတယ်အပန်းဖြေလှလှပပလက်ပတ်သွားရောက်မှတ်တမ်းတင်လို့ရပါတယ်ရှမ်းပြည်နယ်မှာလှပနေရအများကြီးရှိတယ်နောက်ဆိုကျွန်တော်ဒီရှမ်းပြည်နယ်ရဲ့လှပတဲ့ view လေးတွေကိုထပ်ပြီးတော့ကျွန်တော်ပေါ်ပြပေးပါမယ်